喂，ပြောညီပြော 来了，已经 စိတ်ညစ်လို့ 啊， ဒီနေ့ပွဲတစ်ပွဲသွားရိုက်တာအဆင်မပြေလား ကိုရတဲ့ဘယ်လိုပြေတော်လည်းအလုံးစုံပြေခုကိကြီးကပြည့်မှာပုံမှန်မို့တော့ရုံးကန်နေရတယ်ဒီလိုဖြစ်နေကြာခက် ငါမှကြံကောင်းတစ်ခုတော့ရှိတယ် လုံဆောင်ပါဦးဗျာ ချမ်းသာအောင်တော့ငါမလုပ်နိုင်ဒါပေမဲ့မစင်းအောင်လုပ်တဲ့နေငါမှရှိ ဟာကိုရတဲဟုတ်ပါလားဟုတ်ပါလေလုံး တကယ်ပြောတာလုံးဝမစင်းရကြရအောင် လုံးဝမစင်းရကြချမ်းသာပါလား လုံးဝမစင်းရဘူးကွာ လုံးဝမစင်းရဟာတဲဟုတ်ပါလားဘာလဲအဲ့ဒါဘာလဲ မင်းမိမယူလိုက် ဟာ ဟုတ်တယ်မင်းမိမယူလိုက်လုံးဝမစင်းရကြရဘူးကွာငါအမခံတယ် ဘာမှလည်းမစားရ မင်းမယုံဘူးလား ယုံ လုံးဝမိမယူပြီးဝိုင်းလုံးဝမင်းမစင်းရတော့ဘူးလာငါလက်တွေ့ပြလိုက်ခဲ့ ရတယ်သွားကိုကြီးပြသွား ဟာဒါကမှမင်းငါလက်တွေ့ပြနေတာမိမယူပြီးဝိုင်းလုံးဝမစင်းရဘူးကွာ ဟုတ်ပြီကိုမဟုတ်လို့ရတော့နော် ကြည့်လိုက် A few moments later. ဟဲ့တက်တာနင်စင်းလိုက်ဟမ်နင်ကလေအရက်ဖိုးကြတော့ရှိရယ်ဈေးဖိုးကြတော့နင်ကမပေးနိုင်အောင်ဟမ်နင်အလုံးမလုံးဖဲနဲ့အိမ်မှာတတနေလို့ရအောင်ငါလုပ်ပေးမယ်လာခုချက်ချင်းစင်းလာခဲ့ဟဲ့တက်တာငါပြောနေရလေ မင်းမငါကြောက်လို့ပါအဲ့လိုမလုပ်ပါနဲ့လို့နောက်တော့မပြည့်ကြရဘူးလေနော်မင်းမနေအဲ့လိုဒုံးလေးစောင်းနေမှာတော့ငါကြောက်တာဗောလို့မသိရပါဘူးဟာမင်းမကိုကြောက်လို့မသိရပါဘူးလို့ နင်ကမစင်းရဲဘူးလို့သာပြောနေရလေအခုငါ့ကိုစကားပြောနေရတော့နင်ကအဲ့ဒီအရက်ကိုတငုံချင်းတောက်ပြီးတော့ငါ့ကိုပြောနေရလေဟဲ့ခုချက်ချင်းစင်းငယ်တတစင်းငယ်လို့ပြောနေရနော်နင်ကြောက်တယ်ဆိုတာဘာကြောက်တာလဲဟမ်နင်ဘာစကားကြောက်တာလေအဲ့လောက်တောင်တနေချင်းနဲ့ဟဲ့လားနင်ရဲ့ချက်လက်ကိုရိုက်ချိုးပြီးတော့နင်ကိုအိမ်မှာထားအောင်မယ်ဟဲ့စင်းငယ်ခုချက်ချင်းတ တွေ့လားအဲ့လေမြောက်တွေ့ တွေ့ အဲ့ဒါအကြောင်းမလို့မိမကြောက်ရင်မစင်းရဘူးလို့ငါညီကိုပြောတာ ကိုရလာသားတယ်အဲ့လိုကြောက်လို့မစင်းရ အဲ့ဒါကြောင့်မိမကြောက်လို့မစင်းရတာ အော်ဗျာကိုကြီးဟုတ်ရ